Hello ผู้ပါရှင်ဒီနေ့ vlog လေးကတော့လူတိုင်းတီးပြီးသားမုတ်လေးဖြစ်ပါတယ်ပေါ့နော်ဒီမုတ်လေးကလူတိုင်းဒီမှာကြိုက်တဲ့အပြင်ကိုအရသာအမျိုးမျိုးနဲ့ရရဲ့ခောက်မုတ်လေးပါရှင်အခုမြင်နေရတဲ့မုတ်လေးကအတီးရွက်စုံနဲ့မဆလာနံလေးမှုန်းနေတဲ့လန်တရဲမုတ်လေးဖြစ်တယ်ပေါ့နော်ကဲနောက်တစ်မျိုးကတော့အချိုကြိုက်တဲ့သူတွေအတွက်ထညက်လေးနဲ့အုံသီးနုနုလေးနဲ့လှုပ်ထားတဲ့အချိုခောက်မုတ်လေးပါရှင်ဒီနှစ်မျိုးမှာဖူးကတော့လမ်းတဲမှုလေးကိုကြိုက်ပါတယ်ဖူးရဲ့မမကတော့အချိုးကြိုက်တဲ့အတွက်ထညက်ရည်လေးနဲ့ခောက်မှုလေးကိုကြိုက်ပါတယ်ဒီနှစ်မျိုးနဲ့မပြီးသေးဘူးเนาะနောက်ထပ်အရသာလေးတွေလာပါအောင်မယ်ကဲဒါလေးကတော့အချိုးလည်းမကြိုက်ဖ ೇನೆ အစိမ့်အရသာလေးကိုကြိုက်တဲ့သူတွေအတွက်ပါရှင်သူ့ထဲမှာပါတာကတော့စက်တုံမင်းလေးကိုဖြူလိုက်တယ်ပဲပြုတ်လေးရဲ့ပြီးတော့နှမ်းထောင်းလေးကိုလည်းဖြူလိုက်ပါတယ်တကယ်ကိုစိတ်တိမ်လေးနဲ့အရသာရှိပါတယ်ဖူးတို့သားမီးကတော့ဒီမုံလေးကိုဘယ်မှာပဲတွေ့ရနေဝယ်စားဖြစ်တယ်ပေါ့နော်နန်းတရဲမုတ်တယ်မဟုတ်ပါဘူးဖူးကတော့အကုန်လုံးကြိုက်ပါတယ်ကဲနောက်ဆုံးဆက်လိုက်လာပြီးတော့နော်သူကချက်ဥလေးရဲ့ပြီးတော့အုံးသီးနုနုလေးကိုပေါ်ဖြူရယ်တကြားလေးနဲ့ပါချက်ဥခောက်မုတ်လေးရတယ်ချိုချိုစိမ့်စိမ့်လေးနဲ့အရင်စားလုပ်ကောင်းပါတယ်ဖူးရဲ့မမကတော့ဆိုင်မိုင်းတစ်ခါဆွဲနေပါပြီဖူးရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးလို့ကျေးဇူးပါရှင်တတ်တာ